သူဟာလမ်းဘေးဆိုင်လေးတစ်ဆိုင်ကနေရွှေစုံတစ်ချောင်းဝယ်လိုက်တယ်။အဲ့ဒီဆိုင်ကအဖွားအိုကသူ့ကိုလှုပ်ဝက်ချက်တစ်ခုပြောပြခဲ့တယ်။ဒီစုံကိုတုံးပြီးချမ်းသာတဲ့မိသားစုရဲ့အိမ်မှာထမင်းသုံးနဲ့စားလိုက်တာနဲ့အဲ့ဒီအိမ်ကတထေးသားဖြစ်လာလိမ့်မယ်တဲ့ဆင်းရဲတဲ့ဘဝကနေလာတဲ့သူတစ်ယောက်အနေနဲ့ကံကြမ္မာကိုပြောင်းလဲချင်နေတဲ့အတွက်အဖွားအိုပြောတာကထူးဆန်းပေမဲ့ယုံကြည်နေခဲ့တယ်။အဲ့ဒီနေ့မှာပဲသူကချဲဘောမျိုးနွယ်အတန်းဖော်တစ်ယောက်စီစာရွက်စာတမ်းသွားပို့ရင်အဲ့ဒီအိမ်ကြီးဘလောက်ခမ်းနားလဲဆိုတာမြင်လိုက်ရတဲ့အခါတထေးဖြစ်ချင်တဲ့သူ့စိတ်ဆန္ဒတွေပိုပြင်းပြလာတယ်။ဒါပေမဲ့သူ့ရဲ့ချဲဘောအတန်းဖော်ရှိရောက်သွားတဲ့အခါအခြားသူထေးသားတစ်ယောက်ကသူ့ကိုလူပုံအလယ်မှာအဆက်ခွဲလိုက်တယ်ပို့ဆောင်ကဆိုပြီးပတ်စံနည်းနည်းပစ်ပေးကပြန်ခိုင်းခဲ့တယ်ဒီမြင်ကွင်းကိုသူ့အတန်းဖော်ကိုယ်တိုင်မြင်သွားတဲ့အတွက်ထမင်းစားဖို့နေရမှာတော့သူအယမ်းရှက်နေမိတယ်။သူပြန်တော့မလို့လုံနေတော့မှာပဲချဲဘောအတန်းဖော်ထဲရောင်းကညစာတူစားဖို့ဖိတ်ခေါ်လိုက်တယ်ဟိုသူထေးသားကမကျေနပ်ပေမဲ့ဒါကထဲရောင်းရဲ့အိမ်ဖြစ်နေတာကိုဒီလိုနဲ့သူတို့ထမင်းစားကန်းကိုတွားခဲ့ကြတယ်ဒါပေမဲ့ဟိုသူထေးသားကသူ့ကိုဆက်ပြီးစော်ကားနေပြန်တယ်သူကဒီထမင်းစပွဲမှာထိုင်ဖို့အဆင်မမီဘူးဆိုပြီးအိမ်ဖော်တွေကိုပါဇုံးခတ်ရင်မပေးဖို့တားမြစ်လိုက်တယ်ဒီကောင်ကဆင်းရဲတော့မတုံးတက်ပဲနေမဲ့တစ်ခါ3 plus တစုံခတ်ရင်ပဲပေးလိုက်ဆိုပြီးပြောဆိုခဲ့တယ်ဒီစကားကိုကြားပေမဲ့သူဒေါသမထွက်ခဲ့ဘူးဘာလို့လဲဆိုတော့ဒါကသူ့ရဲ့ရွှေစုံကိုထုတ်သုံးဖို့အခွင့်အရေးရသွားစီလို့ပါပဲငါအိမ်မှာတော့ငါကလည်းတန်ဖိုးရှိတဲ့သားတစ်ယောက်ပါပဲကောင်းကောင်းစားပါမယ်ထဲရောင်းစားကြရအောင်လို့ပြောလိုက်တယ်အဲ့ဒီနောက်သူတို့စားတော့ကြတယ်ရွှေစုံနဲ့ထမင်းနည်းနည်းစားပြီးတဲ့အခါဇုံးမှာရွှေရောင်တောက်ပလာတာကိုသူသတိထားမိလိုက်တယ်ထဲရောင်းအိမ်မှာဆက်ပြီးထမင်းစားခွင့်ရအောင်လို့သူကထဲရောင်းရဲ့အစီရင်ခံစာကိုကူရေးပေးလိုက်တယ်ဒါပေမဲ့သူလုပ်သမျှကိုဟိုသူထေးသားကမြင်နေခဲ့တဲ့နောက်တော့အဲ့ဒီကောင်ကသူ့စီရောက်လာပြီးထဲရောင်းနဲ့ဝေးဝေးနေဖို့တတိပေးတယ်ချဲဘောတယောက်ရဲ့ဘဝဆိုတာမင်းမလို့ရတဲ့အရာမဟုတ်ဘူးလို့ပြောပြီးသူ့ကိုဝိုင်းထိုးကြတယ်ပြီးတော့ထွက်သွားတယ်အဲ့ဒီကောင်ရဲ့အပြုအမူကသူ့ကိုထဲရောင်းတဲ့နေရာချင်းလဲချင်းစိတ်ပူပြင်းပြအောင်ဆော့ပေးလိုက်တယ်လို့ဖြစ်သွားတယ်ဒါကြောင့်ပြီးသွားတဲ့အစီရင်ခံစာကိုတွားပေးဖို့ထဲရောင်းအိမ်ကိုသူတွားခဲ့တယ်ထဲရောင်းကအယမ်းဝမ်းသာသွားပြီးသူ့ကိုသဘောကျသွားတယ်ငါပိုက်စာလို့မပြန်ခင်ခောက်ဆွဲပြုတ်ကျွေးပါလားလို့ပြောတော့ထဲရောင်းရဲ့စီစဉ်ပေးမှုနဲ့အိမ်ဖော်တွေကခောက်ဆွဲနှစ်ပန်းကန်အမြန်လာချပေးတယ်သူကရွှေစုံကိုထုတ်ပြီးစားတော့မလို့လှုပ်တော့မှာပဲထဲရောင်းရဲ့ဖေးအိမ်ပြန်ရောက်လာတယ်သူ့ကိုမြင်တော့အံ့ဩသွားပြီးလူတွေရှိမှပဲတားဖြစ်သူကိုစူပူချင်းမောင်းတော့တာပဲဆင်းရဲသားတွေနဲ့အပေါင်းအသင်းလုပ်တာအချိန်ဖြုံးတာပဲလို့ပြောတယ်အဖေဖြစ်သူရဲ့စူပူတာကိုခံရတော့ထဲရောင်းကပြန်မပြောရဲပဲသူ့ပစ္စည်းတွေကိုတိမ့်ပေးကအိမ်ပေါ်ကနှင်းချလိုက်တယ်သူကမပြန်ချင်နဲ့တကားဝရောက်သွားတယ်ဒုတိယမြောက်ထမင်းတနက်ကလက်တကမ်းမှာရှိနေပြီးမှထဲရောင်းဖေးကြောင့်ပျက်စီးသွားခဲ့ရပြီလေလက်ထဲကရွှေစုံကိုကြည့်ပြီးသူမကြည်မနှက်ဖြစ်သွားတယ်ဘယ်သူမှမကြည့်နေတဲ့အချိန်မှာတိတ်တဆိတ်ပြန်လှည့်သွားပြီးအိမ်ပေါ်ကင်ထားတဲ့ထမင်းပကံကိုဆွဲယူကအငမ်းမရစားပစ်လိုက်တယ်အဲ့ဒီလိုအလူရက်စားလိုက်တာကြောင့်ချဲဘောအိမ်ကဒုတိယမြောက်ထမင်းတနက်ကိုသူအောင်မြင်စွာစားနိုင်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထဲရောင်းရဲ့အဖေနဲ့မိထွေးဖြစ်သူပေါ်လာကြတယ်ဒီကောင်တော်ငတ်နေတယ်ထင်တယ်သူကအယမ်းရှက်သွားပြီးအမြန်ထွက်ပြေးဖို့လှုပ်လိုက်တယ်ထဲရောင်းရဲ့မိထွေးကသူ့စွန်းကြံခဲ့တာကိုသတိထားမိပြီးလှမ်းတားလိုက်တယ်ပြီးတော့ယွန်ရှာတဲ့မျက်နှာထားနဲ့တစ်သားဘူးလေးထည့်ထားတဲ့သူ့ရဲ့စွန်းကိုကမ်းပေးလိုက်တယ်ယွန်လုံးလို့သူမရဲ့လက်တွေတောင်းတုံနေခဲ့တယ်ဘယ်အပေါက်ကဘလို့ဝင်လာလဲမသိပေမဲ့နောက်လုံးဝပြန်မလာနဲ့လို့ပြောလိုက်တယ်သူကလှည့်ထွက်လာခဲ့တယ်ဒါပေမဲ့သူတို့မျောလင်းမထားခဲ့တဲ့အရာကတော့မကြခင်မှာပဲဒီအိမ်ကိုသူတို့ရဲ့သားဖြစ်နေသူပြန်ရောက်လာတော့မယ်ဆိုတာပါပဲ